ကျွန်တော်တို့ဒီနေ့တလင်းလာနဲ့ဆန်ဈေးအခြေအနေတွေကိုခံမှန်းပေးရမယ်ဆိုရင်ကျွန်တော်ပြောနေကြစကားလိုပါပဲကျွန်တော်တို့အရင်ပတ်တောက်ချာနေကပြောခဲ့တယ်လို့ပေါ့နော်ခံမှန်းခဲ့တယ်လို့ပဲအမအကျန်းတချို့သောအမပေါ့နော်ထမင်းအမအကျန်းလေးတွေနည်းနည်းစင်း2000 3000လောက်တက်တာကိုတွေ့ရတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့အရှော့ထင်းမှာတော့တိတ်ထူးထူးခြားခြားကျွန်တော်တို့ပြောင်းလဲတာမတွေ့ရဘူးအကြစင်းနဲ့ပဲညီနေတာကိုကျွန်တော်တို့တွေ့ရပါတယ်အယောင်းဝယ်လေးတွေကကြတော့ကျွန်တော်တို့ဘယ်လိုပြောမလဲအေးတယ်လို့ပြောရမှာပေါ့နော်အေးတယ်ဒါပေမဲ့ဒီပါသလောက်ပေါ့ပါသလောက်သူ့ဟာလေးနဲ့သူကတော့နည်းနည်းရှင်းစီအယောင်းဝယ်လေးကတော့ဖြစ်ကြပါတယ်เนาะအဲ့ဒါလိုမျိုးတော့မြင်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဆန်ဈေးတွေကကျွန်တော်တို့ဒီတိုင်းပဲဆက်ပြီးတော့သွားမှာလားဒီပေါ်မှာကျွန်တော်တို့ခံမှန်းကြည့်ရမယ်ဆိုရင်ဆန်ဈေးကတော့ကျွန်တော်ဒီအချောလိုက်တွေကတော့တော်တော်ငြိမ်နေတယ်လိုသလောက်ပိုပဲကျွန်တော်တို့ဒီအောက်ကလည်းတင်တာကိုကျွန်တော်တွေ့ရတယ်အကျန်းတွေကတော့ခုနပြောသလိုပေါ့ဒါ1000 2000 3000လောက်ဒါနည်းနည်းလေးတက်သွားတာတွေ့ရတယ်ပေါ့နော်အဲ့တော့ ਨੇ ဒီပေါ်မှာဒီအကျန်းတွေကလည်းဆက်ပြီးတော့ဒါတက်လာဖို့အခြေအနေမမြင်ဘူးအချောတွေကလည်းဒီထက်လည်းတိတ်ကြဖို့အလားအလာမတွေ့ရဘူးဒါတက်ဖို့အလားအလာကလည်းတိတ်မမြင်ပါဘူးကျွန်တော်ရဲ့အမြင်လေးပေါ့နော်အဲ့တော့ ne ကျွန်တော်တို့ဒီလိုအနေထားနဲ့ပဲဒီတပတ်တောက်ကြနေတီကိုတော်လိမ့်မယ်လို့ကျွန်တော်ခံမှန်းပါတယ်အဲ့တော့ ne ချစ်ကိုချင်းမတို့လေးပေါ့နော်ဒါဒီလာကုန်ရဲ့ဖြစ်နေပြီဒါတော့မှအယောင်းဝယ်လေးတွေကတိတ်လုတ်ခတ်လာတာကိုမတွေ့ရဘူးเนาะဒါမဲ့ကျွန်တော်တို့မှာကြတော့ဒီကိုယ့်ရဲ့ဒီဖောက်တဲ့ဆိုင်လေးတွေနဲ့သူ့ဟာလေးနဲ့သူတို့ဘယ်လိုပြောမလဲ PC တွေကိုရင်မာလိုက်ရောင်းလိုက်ဒီလိုပဲပေါ့เนาะသူ့ဟာနဲ့သူပုံမှန်လေးနေသည်များသည်ဒီလိုမျိုးနေတဲ့ဆိုင်တွေနေတယ်များတဲ့ဆိုင်တွေများတယ်အမာများတဲ့ဆိုင်တွေရှိသလိုအမာနေတဲ့ဆိုင်တွေလည်းရှိတယ်ဒီလိုပဲစုပေါင်းပြီးတော့ကျွန်တော်တို့မှာပုံမှန်လေးတွေတွားနေတာဖြစ်တဲ့အတွက်ဒါကတော့ကျွန်တော်တို့အယောင်းဝယ်လေးတွေတော့ကိုတို့မှာတော့တိတ်အရင်အေးတော့တယ်လို့တော့မရှိဘူးပေါ့နော်သူ့ဟာလေးနဲ့သူဒါသွားနေတာပေါ့ဟုတ်ကဲ့အဲ့တန်းနဲ့ကျွန်တော်ပြောချင်တာကဒါဆိုရင်ကျွန်တော်တို့ဒီအပတ်တစ်ပတ်လုံးကိုဒီတိုက်သွားပါလိမ့်မယ်တောက်ကြနေလောက်မှာပဲကျွန်တော်တို့အယောင်းဝယ်လောက်ခတ်တဲ့အပေါ်မှာဒါဆန်ဈေးလေးတွေလေးပေါ့နော်ပြောင်းလဲလာမလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဘာဖြစ်ဆိုတော့ကျွန်တော်တို့ဒီသတင်းတွေတခြားဟာလေးတွေကိုအစုံကြည့်လိုက်ခြင်းအပြင်လည်းအဲ့ဒါလေးတွေကလည်းဘာမှထူးခြားချက်တွေမရှိဘူးပေါ့နော်စီဈေးတို့ဘာတို့လည်းဒီတိုင်းပဲအဲ့ဒါနဲ့ဒီပေါ်မှာတခုခုထူးခြားသွားတယ်ဆိုရင်တော့ပြောလို့မရဘူးเนาะပြောင်းလဲရှင်ပြောင်းလဲသွားနိုင်တယ်အဲ့ဒီပေါ်မှာကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါအားလုံးကျေးဇူးတင်ပါတယ်